မိဘကခရစ်ယာန်ဘာသာဝင်သားသမီးကဗုဒ္ဓဘာသာဝင်ဆိုလို့ရှိရင်အဲ့ဒီသားသမီးကအဲ့ဒီမိဘရဲ့အမွေကိုစက္ခံခွင့်မရှိတော့ဘူးလားသားမိသားဖတွေကဘာသာခြားဖြစ်သွားရုံနဲ့မိဘရဲ့အမွေကိုစက္ခံခွင့်မရတော့ဘူးလားဒါနဲ့ပတ်သက်ပြီးတော့ဦးကျော်ပါနှစ်နဲ့ဒေါ်ဗီရာကျော်1985ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးတစ်ခုနဲ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်မိဘခရစ်ယာန်ဘာသာဝင်ဖြစ်ပြီးတော့သားသမီးကဗုဒ္ဓဘာသာဝင်ဖြစ်တယ်ဆိုရင်အမွေစက္ခံခွင့်မရဘူးဆိုပြီးတော့အမွေစက္ခံခြင်းအဥပဒေမှာတားမြစ်ထားတာမျိုးမရှိပါဘူးအမှုအကျဉ်းချုပ်ကတော့ကွယ်လွန်သူမိခင်ဖြစ်တဲ့ဒေါ်စီကခရစ်ယာန်ဘာသာဝင်ဖြစ်တယ်သမီးဖြစ်တဲ့ဒေါ်ဗီရာကျော်ကတော့ဗုဒ္ဓဘာသာဝင်ဖြစ်တယ်မိခင်ရဲ့အမွေကိုသားသမီးဖြစ်တဲ့ဒေါ်ဗီရာကျော်ကနေပြီးတော့စက္ခံခွင့်မရဘူးလားဆိုတာကိုပြောမှာပဲဖြစ်တယ်မိခင်ကခရစ်ယာန်ဘာသာဝင်ဖြစ်ပြီးတော့သူကွယ်လွန်သွားတဲ့အခါမှာတည်တန်းစာမချန်ရစ်ခဲ့ဘူးအဲ့တော့သမီးဖြစ်တဲ့ဒေါ်ဗီရာကျော်ကနေပြီးတော့အမွေစက္ခံခြင်းအဥပဒေအရာမိခင်ရဲ့အမွေကိုစက္ခံခွင့်ရတယ်သူကမြမဒလေထုံးတန်းဥပဒေအရာအမွေကိုစက္ခံတာမဟုတ်ဘဲနဲ့အမွေစက္ခံခြင်းအဥပဒေအရာအမွေကိုစက္ခံတာပဲဖြစ်တယ်အဲ့တော့သားသမီးနဲ့မိဘကဘာသာခြားနေုံနဲ့အမွေကိုလုံးဝမရဘူးဆိုတာမျိုးတော့မဟုတ်ပါဘူးဥပဒေကတော့လူတိုင်းကိုမျှမျှတတအကာအကွယ်ပေးထားပါတယ်ဒီအမှုမှာအမွေကိစ္စနဲ့ပတ်သက်ပြီးတော့သတိထားရမယ်ဥပဒေအချက်တစ်ခုရှိနေပါသေးတယ်ဒါကတော့အမွေဆိုင်တဦးကအခြားအမွေဆိုင်တဦးအပေါ်မှာငါကအမွေပစ္စည်းကိုရစရာရှိတာပဲဆိုပြီးတော့ဒီအမွေရလိုကြောင်းမောဟကျင်ညာပေးစေလိုမှုဘာညာဆိုပြီးတော့ဒီတိတက်ဆွဲနေစရာမလိုဘူးအမွေကိစ္စနဲ့ဖြစ်တယ်ဆိုရင်အမွေပုံစီမံခန့်ခွဲပေးစေလိုမှု administration suit ကိုဓာတ်ရိုက်အမွေမှုဆွဲဆိုလို့ရတယ်ဆိုပြီးတော့ထုံးဖွဲ့ထားတာပဲဖြစ်ပါတယ်အဲ့ဒီတော့အမွေမှုတွေဖြစ်တယ်ဆိုလို့ရှိရင်အမွေကိစ္စတွေဖြစ်တယ်ဆိုရင်အမွေပုံစီမံခန့်ခွဲပေးစီလိုမှုကိုပဲဓာတ်ရိုက်ဆွဲပါတခြားမောဟကျင်ညာပေးစီလိုမှုတွေနဲ့ငွေကုန်အချိန်ကုန်တွဲဝိုက်ပြီးတော့ဆွဲဆိုစရာမလိုပါဘူးလို့ဥပဒေဗဟုသုတလေးပေးရပါတယ်ဒီဗီဒီယိုလေးကနေပြီးတော့လူကြီးမင်းတို့ကတခုခုရခဲ့တယ်ဆိုလို့ရှိရင် like and share လေးလုပ်ပြီးတော့တငယ်ချင်းတွေကိုဝေမျှပေးပါအောင်ဥပဒေဗဟုသုတတွေကိုဆက်ပြီးတော့သိချင်သေးတယ်ဆိုလို့ရှိရင်လည်းအကောင့်လေးကို follow လုပ်ထားပါအားလုံးပဲမင်္ဂလာပါကျမကတော့ KT Dragon Law Firm က Legal Consultant ဒေါ်အေးတနာမောင်ပဲဖြစ်ပါတယ်